ပြောလို့တော့ယုံကြည်မှယုံမယ်ကိုတွေးမဟုတ်ရင်လူတွေကမျက်စိကမမြင်ရရင်မယုံဘူးလို့ဒီလိုဆိုလေးရှိကြတယ်ဘုန်းကြီးတို့ကိုတွေးတစ်ခုပြောပြမယ်ဆိုရင်ဘုန်းကြီးတို့62ခုနှစ်က1992ခုနှစ်ကမလေးရှားနိုင်ငံရောက်သွားတော့ဓမ္မဆာလာလို့ဆိုတဲ့ရပ်ကွက်အဲ့ဒီဓမ္မဆာလာဆိုတဲ့ရပ်ကွက်မှာအိမ်နံပါတ်85ညတဲခိုဖို့ဆိုပြီးတော့အတိတကာတွေကလိုက်ပို့တယ်အဲ့ဒီမှာတဲခိုတော့အိမ်ကတော့အိမ်ကြီးအိမ်ကောင်းပဲဒါပေမဲ့လူမနေဘူးပတ်ဝန်းကျင်အိမ်တွေကတထေးတွေကြီးပဲအကုန်လုံးအမှန်တမ်းနေရလဲကောင်းတယ်သို့တော့အိမ်ကြီးကြည့်လိုက်တဲ့အခါဘယ်သူမှမနေတော့ရောက်သွားလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအိမ်ကြီးကြည့်ပြီးတော့ဒီအိမ်ကြီးကဒီလို66ကက်ကက်ကြီးဖြစ်နေတာဘာဖြစ်လို့ပါလဲ16တဲ့ ghost house ကြီးများလားလို့စိတ်ထဲမှာအဲ့လိုဖြစ်တယ်နော် ghost house ကြီးနဲ့တူပါတယ်လို့စိတ်ထဲမှာဒီလိုဖြစ်ပြီးတော့ပရိတ်တွေပါတွေရွတ်အဖော်ရဟန်းတစ်ပါးနဲ့အဲ့ဒီမှာညအိတ်ဘာဖြစ်တယ်ဆိုတော့ဘာမှတော့မဖြစ်ဘူးအဲ့ဒီညမှာဘာမှမဖြစ်ဘူးတခါမှလည်းမရောက်ဘူးတဲ့နေရာဆိုတော့အဲ့ဒီမှာအိတ်ပြီးမနေ့ကျတော့ထူးထူးခြားခြားဘာဖြစ်လဲလို့ဆိုလို့ရှိရင်တွိုင်းလက်ထဲဝင်မျက်နှာပါတစ်ပြီးပြန်ထွက်လာတဲ့အခါကျတော့အဲ့တွိုင်းလက်တကားကဘူသီးနဲ့ပိတ်တဲ့တကားမျိုးအဲ့ဒီတကားကလေးမတိုက်ဖက်နဲ့ကြွီကနေမြည်ပြီးတော့တကားကချောင်းကနေကြာသွားအထဲထဲကတောခတ်ပြီးသားဖြစ်သွားအဲ့ဒါတော့ထူးထူးဆန်းဆန်းတွေ့ရတယ်တောရှာပြီးတော့ဖွင့်ယူရတယ်ကိုယ်တိုင်လည်းဘူသီးကိုနှိပ်ခဲ့တာမဟုတ်ဘူးပြင်မဲ့ထွက်လိုက်တာထွက်ပြီးကရှိသေးတယ်တကားကတယောက်ယောက်ကဆွဲပိတ်တယ်လို့ပိတ်လိုက်တာပိတ်ပြီးတော့အထဲထဲမှာချက်ကျသွားတယ်အဲ့ဒါနဲ့မသင်္ကာလို့အာယုံဆုံးစားတဲ့အခါအဲ့ဒီအိမ်ကပြင့်တော့အိမ်ကိုသွားတော့အဲ့ဒီအိမ်ကြီးကညာကတဲတဲ့အိမ်ကြီးကခိုးဆောက်ကြီးလားလို့ဆိုဟုတ်တယ်တဲ့အဲ့ကြတော့အိမ်ရှင်ယောက်ျားဟာအဲ့ဒီမှာသေဆုံးသွားရင်ကနေပြီးတော့မိသားစုတွေကမနေရတော့မနေရတာဘာဖြစ်လို့တော့ဆိုရင်ညမီးတွေပိတ်ထားရင်သူကမီးဖွင့်တယ်တယ်လီဖုန်းညမြည်ခြင်းမြည်တယ်တယ်လီဖုန်းအတန်တွေကြားရင်ကြားတယ်တော့ကြမဖွင့်မဲနဲ့တယ်လီဗီရှင်းကြီးကပွင့်ရင်ပွင့်လာတယ်မီးဖွင့်ထားရနေပိတ်ခြင်းပိတ်သွားတယ်အဲ့ဒါလို့လူတယောက်ကလုံနေတယ်လို့ဒီမြင်နေရတော့အိမ်ရှင်တွေကမနေရတော့တခြားပြောင်းသွားတယ်တဲ့အာဂနုဘုန်းကြီးတွေလာရင်တော့အဲ့ဒီဂိုးဆောင်မှာထားလိုက်တာပဲအဲ့တော့ဘုန်းကြီးတို့တညနေခဲ့ဘူးတဲ့ပေါ့အဲ့တော့အဲ့လိုဖြစ်တယ်နော်အဲ့တော့နေရာဌာနဆိုတာဒီလိုပဲဖြစ်တတ်တယ်အေးဒါကြောင့်မို့နေရာဌာနနဲ့ပတ်သက်ပြီးတော့ထူးခြားမှုသူတော်ကောင်းတွေလာပြီးဆိုတဲ့အခါမှာစိတ်ကြည်နူးဖွယ်ရာတွေကအလိုလိုဖြစ်လာတတ်တယ်ပေါ့ဘုန်းကြီးတွေလာလို့ရှိရင်တော့အဲ့ဒီအိမ်ကတဆေမချောက်ဘူးတဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေသွားနေရင်တော့ညအိတ်လို့မရဘူးလို့ပြောတယ်နောက်တော့ကြားတယ်ယဟန်တန်ဃာတွေသွားတဲရင်တော့သူကယဟန်တန်ဃာတွေတော့ကြီးညိုလေးစားတယ်တဲ့မချောက်လန့်ဘူးတာမန်ဧည့်သည်တယောက်သွားတိတ်လို့ကတော့ညအိတ်ရမယ်မထင်နဲ့သူကလိတာနဲ့ဒုက္ခရောက်အဲ့လိုဟာကိုကိုရီးကြုံခဲ့ဘူးတယ်ပေါ့နော်